ရှိရတယ်ပြောလို့နာကြတယ်တော့အဆင်ပြေတယ်ဖျားလေးပြဒီနေ့ရှေ့ရလုပ်ချင်တယ်ကတော့သုတ္တစကားပြောကြတယ်တပည့်တော်ဆရာတော်ဓမ္မနန္ဒရေးတဲ့ Food for Thinking Mind ဆိုတဲ့စာအုပ်ထဲဟာစာလေးသူခေါင်းစဉ်တိုင်းစဉ်းစားဉာဏ်ရှိသလိုဉာဏ်ကျဲသလိုပေါ့လို့ဘာသာပြန်ပြီးတော့သုံးလို့ရတယ်တပည့်တော်ဉာဏ်ရှိသလိုလေးဒီတော့အဲ့ဒီပိုက်ကလေးဒီတော့ကြိုက်တယ်ဒီတော့ရှေ့ရလို့တော့သူခေါင်းစဉ်လေးကသူရေးတာတော့စာရေးဆရာသူဒီရဲ့စာပိုင်လေးကိုရေးတဲ့ပုံ Western Church Hills ပုံပေါ်ရေးတာအဲ့သူစာအုပ်ထဲမှာပေါ်ပြတာခေါင်းစဉ်ကဘာလဲဆိုတော့ How to make a life ခေါင်းစဉ်ကဒါလေး How to make a life တပည့်တော်တော့ဘာသာပြန်တော့ကျန်တဲ့ကိုလိုတွေလည်းပြန်လို့ဆိုင်ရပြန်နိုင်ကြတဲ့ပုံကိုအဲ့ဒါလေးတွေကိုကြိုက်တယ် How to make a life ကိုတပည့်တော်ဘာသာပြန်လိုက်တဲ့ဗမာလိုအင်္ဂလိပ်လိုတော့နားလည်ပြီးသားရှိနေကြတယ်ဒီတော့ဗမာလိုပြောရင်လည်းဘဝကိုဘယ်လိုတည်ဆောက်မလဲဘဝကိုဘယ်လိုတည်ဆောက်မလဲဘယ်လိုနေထိုင်မလဲဆိုတဲ့ပုံစံလေး How to make a life ဘဝတပည့်တော်ဘယ်လိုတည်ဆောက်မလဲအဲ့ဒါအရေးကြီးတယ်ဒီလိုပိဋကသုံးဥစားလေးလည်းအများနဲ့နားတော့ဒီကားတော့ဒါလေးတော့ပြောလို့နေတာသူရေးထားတဲ့စာလေးကခေါင်းစဉ်က How to make a life We make a living by what we get, but we make a life by what we give. သူကဒါပဲအဲ့ဒါစဉ်းစားပြီးကိုချဲ့ဆိုတော့တော်တော်လေးကောင်းတာပဲဒါစဉ်းစားပြီးတော့ကြည်နူးစရာဖြစ်မယ်။ကိုဉာဏ်ရှိသလိုတွေးလို့လည်းရတာပေါ့နော်။တပည့်တော်ဘာသာပြန်တပည့်တော်ရဲ့ဉာဏ်ရှိသလိုပြောရင်တော့ခေါင်းစဉ်ကတော့ How to make a life မှာ a life မှာအော်ဘဝကိုဘယ်လိုတည်ဆောက်မလဲဘယ်လိုရှင်းသန်မလဲဘဝမှာဘယ်လိုနေထိုင်မလဲဒါခေါင်းစဉ်ကဲအဲ့တော့ဘယ်လိုနေထိုင်မလဲဆိုတော့သူပြောတဲ့ပထမတစ်ပိုင်းလေးက We make a living by what we get what we get ငါတို့ရရှိနေတဲ့အရာဘာလဲတပည့်တော်တွေးပြီးတပည့်တော်တွေးရယဟန်ဘဝရောက်တယ်ယောက်ျားဘဝလူဘဝရောက်တယ်ယောက်ျားဘဝရတယ်ယဟန်ဘဝရောက်တယ်အဲဒါအမျိုး what we get ပေါ့အဲ့ကိုယ်စဉ်းစားတာကျန်တဲ့လူကတော့ဘယ်လိုဘာသာပြန်တယ်ပေါ့နော်တပည့်တော်ပြန်ဘာသာပြန်တဲ့အားဒီဒါပြန်ပဲဒါပန်းတယ်မဟုတ်ပါဘူးဒီတော့နားလေလို့ရှင်းပြတယ်အော်ငါတို့လူဘဝရောက်လာပြီယဟန်ဘဝရောက်လာပြီ what we get by what we get ငါတို့ရရှိသောအရာဖြင့် we make a living ငါတို့နေထိုင်ရမယ်ငါတို့နေထိုင်ရလူဘဝရောက်လာရင်လူယဟန်ဘဝလောက်ရောက်လာရင်ယဟန်စာကြဘုန်းကြီးဘဝရောက်လာပြီစာကြဘုန်းကြီးစာသင်သားဘဝစဉ်းစားပြီးတော့ဒါတွေရောဘုန်းကြီးတစ်ပါးနေတယ်ဘုန်းကြီးဆွေးတွေ့တယ်အဲ့ဒါလေးတွေပဲဒီလိုလိုတွေ့ကျောင်းသားတွေဆိုရင်လည်းကျောင်းသားတွေရောက်ငါတို့ဘယ်ဘဝရောက်လာလဲငါတို့ဘယ်ဘာတွေလုပ်နေတယ် by what we get ငါတို့ရရှိနေတဲ့အရာဖြစ်တာ we make a living နေထိုင်တဲ့နေငါတို့နေထိုင်တဲ့နေဟောယဟန်ဘဝရောက်လာရင်ယဟန်လူနေသေးတယ်စာကြဘုန်းကြီးဘဝရောက်လာရင်စာကြဘုန်းကြီးလူနေသေးတယ်စာသင်သားဘဝတော့ဒါတွေကိုစဉ်းစားပြီးတော့စာကြဘုန်းကြီးဘဝရောက်ပြီးတော့စာသင်သားလူနေလို့လည်းမဖြစ်စာသင်သားလူနေပြီးတော့လည်းစာကြဘုန်းကြီးဘဝလူနေလို့မဖြစ်စာဒီပေါ်လေးချဲ့ပြီးတော့သင်္ကေဖို့ဖို့တမစ်ဆိုတော့အဲ့ဒါတွေကပြောချင်တယ် but နောက်တစ်ကြောင်းလေးဆက်လိုက်တော့ we make a life ကိုဘဝကိုတိဆောက်တဲ့အခါကျတော့ but we make a life ကိုဘဝကိုဘယ်လိုတိဆောက်တယ်လဲဆိုတော့
by what we give မိမိတို့ရဲ့ရတဲ့ဟာတွေပေးတာအဲ့လိုမပြောတော့ဘူးတပည့်တော်မိမိတို့ရဲ့ကြိုးစားအားထုတ်မှု give ကိုတပည့်တော်မိမိမှနှလုံးသားမှာတရားတရားရှိနေဝိရိယရှိနေခုနကဆရာဖြစ်ရင်ဆရာအနေထားနဲ့ဆရာရဲ့ responsibility တွေနဲ့ပြီးမယ်ဒါဒီလိုတော့ပြောကိုခေါ်လျှောက်သွားတယ်လို့တာပဲဟုတ်အဲ့တော့ဘောကဘယ်လိုတည်ဆောက်လဲဆိုတော့ဆရာနေရာရောက်လာရင်ဆရာလုံးဒါစာသင်သားဘောကပြောတာပေါ့နော်ကျောင်းတိုင်းဘုန်းကြီးဘွားရောက်လာရင်ကျောင်းတိုင်းဘုန်းကြီးဘွားယဟန်ဘုန်းရောက်လာရင်ယဟန်ဘွားမိမိနှလုံးသားနဲ့ပြောမယ်ဆိုရင်တရားရှိရင်တရားမေတ္တာရှိရင်မေတ္တာကရုဏာရှိရင်ကရုဏာ what we give အဲ့လိုလေအဲ့ရှိတဲ့တရားတွေနဲ့ပေးရမယ်တရားတရားတွေများများပေးရမယ်ဝိရိယတရားတွေများများပေးရမယ်ဆရာဆိုရင်ဆရာတောင်းတွေများများယူရမယ်ဒီနေ့မှာ gift ဆိုတာဒီလိုယူတာပြောတာ gift ဆိုတာဒီလိုနားလည်ပေးတာပေါ့တရားတရားတွေများများပေးရဆိုတာတရားတရားတွေယူဆောက်တည်ဝိရိယတွေဆောက်တည်ခုနကလိုလေ responsibility တွေဒါသိခဲ့မယ်ပေါ့အဲ့တော့ဘဝတည်ဆောက်တဲ့အခါကျတော့ by what we give ဒီပြောတော့အဲ့လိုပေးရမယ်ဆရာဆိုလဲဆရာတောင်းနေပေးအချိန်ကြီးပေးလောက်အားတွေပေးဒါလည်းစဉ်းစားကြည့်လို့စဉ်းစားအပြီးပါလေသူရဲ့စာစီရဲ့အစာအဆုံးဒီတော့တွေးတာလေရှောက်တွေးနေလို့မလုံလောက်ပါဘူးအဲ့ဒါကြောင့်တပည့်တော်ခေါင်းစဉ်လေးကတော့သူပြောတဲ့ခေါင်းစဉ်လေးက how to make a life ဘဝကိုလို့တည်ဆောက်နေ we make a living by what we get သူ့ဘဝကိုရရှိနေတဲ့နေရာအခြေအနေနဲ့နေထိုင်တဲ့ we make living by what we get ပစ္စည်းလေးပါးနဲ့ပြောဆိုရင်ကိုရတဲ့ပစ္စည်းလေးပါးလေးနဲ့ပြပြတတ်တာကိုယ်လေးနဲ့ကိုယ်ချင်းဒါလျှောက်တွေးတာပေါ့ခုနကလည်းပြောတဲ့ယောက်ျားဘဝလူဘဝယဟန်ဘဝဒါတွေလည်းဒီလိုရရှိတဲ့ position တွေအဲ့လိုကိုရတဲ့နေရာရောက်တဲ့နေရာလေးမှာပြပြတတ်တာနေထိုင်တဲ့နေထိုင်မှုနေထိုင်ကြီးရတယ်တိဆောက်တာကြ but we make a life by what we get what we give the more give အဲ့ဒါကြတော့တပည့်တော်နှလုံးသားထဲမှာရှိနေတဲ့မေတ္တာတရားတွေတရားတရားတွေပေးမယ်လားပေးတယ်ဆိုခုနကပြောလိုက်တာပေးတာတွေလည်းယူလာပဲပြန်တွေးတာပေါ့နောက်ပြီးတော့ကိုအချိန်ကြီးပေးလောက်အားတွေပေးမေတ္တာတွေပေးကရုဏာတွေပေးအများပေးလို့ရတယ်အဲ့ဒါတွေနဲ့ဘာလုပ်ကြမလဲဘဝကိုတည်ဆောက်ကြမယ်ဆိုတော့ဒါစကားငါးရဲ့အစအဆုံးလေးတာသူပြောလို့တဲ့စကားလေးကဒီလောက်တွေးတယ်ဒါချက်တွေးသလားကိုဒါနဲ့ကတော့ကောင်းတဲ့ဘာသာပြန်နေသလားအရန်ကျိုးရှိပါတယ်ဒီဆရာတော်ကြီးစာလေးအဲ့ဒါလေးတွေကိုဖတ်ပြီးတော့ဒါလေးများကဆရာလေးလုပ်လိုက်ရင်ကောင်းပါပဲဆိုပြီးတော့အဲ့ဒါအလုံးသွင်းလာပြီးတော့မှားမှဆိုလို့ပြီးတော့စာလေးလေးရေးလာပါရေးပြီးတော့အဲ့ဒါကြည့်ပြီးတော့ရှောက်ပါတယ်ဒီပြီးတော့ဒီနေ့ဒီရောတုဒ္ဒစကားဓမ္မစကားကြားနာလို့အစဉ်ကြားအစဉ်လေးရတော့မဩဝါဒစကားစာပိုင်းမှာတော့ဒီလိုပြောကြပါတယ်အဲ့ဒါလေးကိုဒီရောဒီလောက်နဲ့ညီကုန်းချုပ်ပါတယ်ဗျာဒီရောကိုနောက်စမစ်တစ်ခုရှိပါတယ်ဒီပြင်ငါအကြောင်းမကြီးတော်ထေတွေကဒီရောဝိပဿနာတန်ဃာတော်တွေကိုတရားအားလျော်ဆိုတာသူတို့ရှိပြီးတော့ပိတ်တယ်အဲ့ဒါစွန်စားအားလုံးစုံညီညီလေးကြွပေးကြပါဗျာကြွပေးစေချင်ပါတယ်ဗျာကိုယ့်ရဲ့ဆိုင်ရာအမှုကိစ္စတွေရှိတယ်ဆိုရင်တော့လည်းနေလို့ရပါတယ်ဗျာအဲ့တော့ကားထွက်မဲ့အစီအစဉ်ကတော့10နာရီဟို17နာရီအရောက်ဆိုတော့17နာရီမချိုးခင်15မိနစ်လောက်ရောက်နေဖြစ်တာဖြစ်ခြင်းကြောင့်ကားဆရာမေးကြည့်လိုက်တော့ဒီကနေ10နာရီမတင်ကားထွက်လို့ရှိရင်ဟိုစားတော့ဆိုင်ဆိုအဲ့ဒါ10နာရီခွဲကြော်ဆိုရောက်ပါပါအစောဆုံး10နာရီခွဲပဲ45မိနစ်တာမောင်း17နာရီမချိုးခင်15မိနစ်လောက်မှာဒါနောက်ကျဆိုရောက်သွားပါပဲအဲ့ဒါဆိုမှာလည်းဆို17နာရီပဲဖြစ်သွားမယ်ပေါ့ဗျာနေ့ပြင်ကမနေ့10နာရီမတည့်10နာရီချိုး15မိနစ်အလိုမှာဒီကနေပြီးတော့စတင်ထွက်မဲ့အကြောင်းလေးတွေရှောက်ထားပါတယ်ဒီလိုတော့ပါစင်နဲ့ပြောပါဆိုရင်တော့ဒီခုချောင်းကိုစားတာအဆင်ပြေပါတယ်သူတို့ကလည်းဆရာတော်လည်းမရှိတော့ဆရာတော်ဘုန်းကြီးကိုဝိဒါကလည်းလိုလာဒီလိုဝိပဿနာကိုယ်တော်တွေကို
စီမံပေးတာနဲ့ပဲပြောတော့လည်းတက်တက်ကြွကြွလည်းပဲတွားကြပါစို့တွားကြရအောင်လို့နှိုးဆော်ပါလေကိုယ့်ရဲ့သဘောပြောရင်တော့ပြောလို့ကြောင်းလေးပါပြောလို့နေတာပို့ပြီးတော့ပြောရဲအစားတောင်းတာလေဒါတွေရောဆက်တာပြောတာအခုဒကမာတွေရဲ့တရားကိုလည်းပြောလို့ကငယ်ညာပြောလို့ရဲ့စီရဖြစ်တဲ့ဆရာတော်ဘာကြီးကိုရဲ့မေတ္တာကိုလည်းလက်ခံတော်ဖြစ်ဒါပေမဲ့သွားပြီးတော့အင်းတော့ပြင်မဲ့မယ်ဝေးသွားစားဒါပေမဲ့အချင်းတော်တော့အဖြစ်စုံစမ်းကြွတော်မူကြပါလို့ဒါလေးလည်းတယောက်ထားရင်တစ်ဖက်ကကားထွက်မဲ့အစီအစဉ်လေးကိုပြန်ပြီးတော့ရှောက်ထားပါတယ်ဗျာအားလုံးဒီလိုဆန္ဒပါမှာချမ်းသာတဲ့ရှိကြပါစေဗျာသာဓုသာ